ကိုဒီရဲ့ productivity နဲ့ပတ်သက်ပြီးမှဘယ်စာအုပ်ဖတ်ရမလဲပေါ့နော်အဲ့တော့ productivity နဲ့ပတ်သက်ပြီးမှဆိုရင်အခုနောက်မှထွက်လာတဲ့စာအုပ်တုပ်ရှိပါတယ် YouTuber Ali Abdel ရဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်လေးပါပေါ့နော်အဲ့တော့တချို့လူတွေကလည်းသိပြီးသားဖြစ်ပါတယ်မသိရသေးဘူးဆိုရင်ဒီစာအုပ်ကိုတတိက recommend ပေးပါတယ် Ali Abdel ကကျွန်တော်တို့ဒီ creator တွေထဲမှာ YouTuber တွေထဲမှာအချိန်တိုတိုလေးအတွင်းမှာတော်တော်လေးကိုအောင်မြင်လာတဲ့ YouTuber တယောက်ဖြစ်ပါတယ်သူက Cambridge မှာကျောင်းတက်ပြီးမှဆရာဝန်တယောက်အနေနဲ့အလုပ်လုပ်တယ်ဆရာဝန်အလုပ်ကိုသူကနားပြီးမှလုံးဝfull time YouTuber entrepreneur လုပ်နေတဲ့သူတယောက်ဖြစ်ပါတယ် productivity နဲ့ပတ်သက်ပြီးမှသူများရဲ့ထက်ကိုပိုကောင်းတယ်ပေါ့နော်ဒီ feel good productivity ဆိုရဲစာအုပ်ခေါင်းစဉ်အတိုင်းပဲသူကအလုပ်ကိုလုပ်တဲ့ခါမှာစိတ်ပါဝင်စားစွာဖြင့် feeling good ဖြစ်အောင်လုပ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အော်ဒီစာအုပ်ကိုမဖတ်ရသေးဘူးဆိုရင်ဒီကဖတ်ဖို့ recommendation ပေးချင်ပါတယ်ပေါ့နော်နောက်တစ်အုပ်ကကျတော့ဒါလူတိုင်းညွှန်းတဲ့စာအုပ်တုပ်ပါ atomic habit ပေါ့နော်ဒီစာအုပ်ကလည်း productivity နဲ့ပတ်သက်ပြီးမှဆိုရင်လုံးဝမဖြစ်မနေထက်ခါတလဲလဲဖတ်တဲ့စာအုပ်ထဲမှာပါပါတယ်ဒီစာအုပ်နှစ်အုပ်ကတော့ဒါဒီ productivity နဲ့ပတ်သက်ရင်တော်တော်လေးကိုသဘောကျပါတယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့နောက်ထပ် major နဲ့မိကုန်းနေရှိရင် comment မှာရေးခဲ့ပါဒီအခုရောက်နေတဲ့နေရာကတော့ Netherlands နိုင်ငံမှာရှိတဲ့ Rotterdam ဆိုတဲ့မြို့လေးက Cube House ဆိုတဲ့နေရာကိုရောက်နေတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့တော်တော်လေးလာပါတယ်ဒီအခုနောက်ပိုင်းခီးတွားဖြစ်ရင်စာအုပ်မကင်တော့ပါဘူးဖုန်းထဲမှာရွှေနှုတ်တောင်းတော့ချပြီးဖတ်ချက်တဲ့စာအုပ်တွေကို easy နားထောင်အောင်ဖြစ်ပါတယ်ကဲဒီတော့ကိုဒီကိုယ်တိုင်ညွှန်ပေးထားတဲ့စာအုပ်တွေကိုရွှေနှုတ် application တွေကစုစည်းမှု collection ထဲမှာဖတ်လို့ရပါတယ်လူငယ်တိုင်းအတွက်အသုံးတည့်တဲ့စာအုပ်တွေဖြစ်တာမို့လို့သွားရောက်ဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ရွှေနှုတ် app မှာနိုင်ငံတကာကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာနဲ့အနှစ်ချုပ်ဘာသာပြန်ပေးထားတဲ့အပြင်အတန်နဲ့ရောစာနဲ့ပါဖတ်ရှုနားထောင်လို့ရပါတယ်ပြီးတော့မြန်မာနိုင်ငံကနာမည်ကျော်စာရေးဆရာတွေရဲ့စာအုပ်တွေကိုလည်း full audio အဖြစ်အတန်နဲ့အစားဆုံးနားထောင်လို့ရနေပြီမို့အခုပဲရွှေနှုတ် Facebook page Messenger ကိုဆက်သွယ်လိုက်ပါ